okay အဲ့တော့ကျွန်တော်တို့က server control လေးထည့်မယ်အဲ့တော့ကျွန်တော် post move ကိုတွားလိုက်မယ်ပြီးရင်ကျွန်တော်တို့ထည့်ထားတဲ့ဒီကောင်လေးပေါ့နော်ကျွန်တော်တို့ဒီဘုံလေးပြီးရင်အဲ့ကောင်ကိုကျွန်တော်ဒီထဲမှာကျွန်တော်ဒီထဲမှာ property ပေါ့နော်အဲ့ကောင်မှာကျွန်တော်ဒီကောင်လေးကို right click ထောက်ပြီးတော့ပြီးရင်တော့ပြီးရင်ကျွန်တော်တို့ရဲ့ဒီကောင်ပေါ့နော်ဒီ empty လေးတွေချီပြန်သွားလိုက်ပြီးရင်ကျွန်တော်ဒီမှာ okay ဒီမှာ inferior မှာနော် inferior မှာကျွန်တော်ထည့်မယ်အဲ့တော့ right click ထောက်ပြီးတော့add driver ပေါ့နော် add driver ပြီးရင် show တင် driver editor ပေါ့နော် okay အဲ့တော့ဒီမှာ single property ပြီးရင်ဒီမှာကျတော့ကျွန်တော်တို့ value rate ပေါ့နော်ပြီးရင်ကျွန်တော်ဒီပတ်မှာကျတော့ကျွန်တော်ခုန copy ဆွဲထားတဲ့ကောင်ကို control v နဲ့ paste ချလိုက်မယ် okay ဒါဆိုရင်ရပြီဒါဆိုရင်ကျွန်တော်တို့ဝင်သွားပြီပေါ့နော်အဲ့တော့သူ့ကိုကျွန်တော်တို့ post move ပြန်သွားပြီးတော့ကျွန်တော်ဒီကနေဒီ list bar လေးကိုဒီကနေလှုပ်ကြည့်လိုက် okay ဒါဆိုရင်ရသွားပြီပေါ့နော်ကျွန်တော်ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီမှာနှခိုင်လေးကလှုပ်သွားပြီပေါ့နော်ကျွန်တော်ဒီမှာအဲ့ဒါကိုကျွန်တော်တို့ဒီ sharpness ပေါ့နော် sharpness ကိုတိုးပြီးတော့ကျွန်တော်တို့လှုပ်ကြည့်မှာဆိုရင်ပို့ပြီးတော့ okay ပို့ပြီးတော့ဘယ်လိုပြောမလဲမြန်သွားတာပေါ့နော်အဲ့လိုမျိုးဒီမှာတော့အရင်မသိတာလေးပေါ့နော်ကျွန်တော်ပြီးရင်အဲ့ဒါထပ်လိုက် okay အဲ့တော့ပြီးရင်နောက်ထပ်ထည့်မယ် zipper sharpness ပေါ့နော်ဒီကောင်အောင်ကျွန်တော်တို့ဒီမှာ copy data ဘက် copy ကူးလိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီကောင်ပေါ့နော်ဆိုတော့ okay သူ့ကိုပြန်သွားလိုက်ပြီးရင်တော့ okay ပြီးရင်သူ့ကိုကျွန်တော်တို့ right click ထောက်ပြီးတော့ edit driver ပေါ့နော် edit driver ပြီးရင် show တင် driver editor ပေါ့နော် okay ပြီးရင်ကျွန်တော်တို့ဒီမှာဘာထပ်ထည့်မလဲဆိုတော့ add import variable ပေါ့နော်ထပ်ထည့်လိုက် okay ပြီးရင်ခုနတိုင်းပဲ single property ပြီးရင်ဒီမှာ view rich ပေါ့ပြီးရင်ဒီ path မှာကြာကျွန်တော်တို့ခုနကတော့ copy ဆွဲလာတဲ့ဟာပေါ့နော် control free okay ပြီးရင် enter ပေါ့ okay ပြီးရင်ကျွန်တော်ဒီကောင်ကိုကြောက် name ပြောင်းလိုက်မယ် save ဆိုပြီးတော့ okay သူကြတော့ sharpness ပေါ့နော် okay ပြီးရင်ဒီမှာကျတော့သူရဲ့ zip ကိုonce okay ဒီစာ sharpness ပေါ့နော် okay ဒါဆိုရင်ရပြီဆိုရင်ကျွန်တော်ခုနကဒီ post move ပြန်သွားလိုက်သွားပြီးတော့ကျွန်တော်ဒီကောင်ကိုဒါလှုပ်ကြည့်လိုက်မယ် okay ပြီးရင်ကျွန်တော် sharpness ကို1ထိထားပြီးတော့ကျွန်တော်လှုပ်ကြည့်မှာဆိုရင် okay ပို့ပြီးတော့ဒါ sharpness ကဒီအတိုးအလျှော့အတင်ချပါဗျာအဲ့လိုမျိုးပြောလို့ရတယ် okay အဲ့လိုမျိုး okay ဒါဆိုရင်ရပြီပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်အရာတွေကိုလည်းဒီလိုမျိုးလုပ်မယ် okay okay ဒါရပါပြီဆိုတော့ဒီတစ်ခုရပါပြီဆိုတော့သူ့ကိုကျွန်တော်တို့က right click ထောက် copy driver ပေါ့နော် copy driver ပြီးရင်အခြားဟာတွေကိုလည်း paste driver okay အဲ့ဆိုရင်ရပြီပြီးရင်နောက်အရာတွေနောက်ထပ်အရာတွေကိုလည်းအဲ့လိုပဲ paste driver ထည့်လိုက်မယ် okay paste driver အကုန်လုံးကိုဒီတိုင်းပဲပေါ့နော်အကုန်လုံး paste ချလိုက်okay ဒါဆိုရင်အကုန်လုံးစုံသွားပြီနော်စုံသွားပြီဆိုတော့ကျွန်တော်တို့ဒီ post move ပြန်သွားပြီးတော့သူလှုပ်ကြည့်လိုက် okay အဲ့တော့ဒီမှာပြီးရင် list ပါလေးကိုကျွန်တော်လုပ်ကြည့်မှာဆိုရင် okay ဒါဆိုရင်ဒီမှာရသွားပြီပေါ့နော်ပြီးအဲ့တော့ဒါကတိတ်ပြီးမသိတာသေးဘူးအဲ့တော့ဒီကောင်ကို draw line လေးနည်းလေးဟာလိုက် okay
ပြီးရင်တော့ကျွန်တော်တို့ဒီ post ပေါ့နော်ဒီကောင်ကိုသွားပြီးရင် list zipper လေးလုပ်ကြည့်လိုက် okay ဒါဆိုရင်ဒီမှာရသွားပြီပေါ့နော်ကျွန်တော် zipper လေးဒီကောင်လေးကို draw shot လုပ်အောင်နဲ့ကျွန်တော်တို့ list zipper လေးရသွားပြီ okay အဲ့တော့ sharpness ကျွန်တော်တို့လုပ်ခဲ့တဲ့ zipper sharpness လေးကို1 ထိတင်ပြီးတော့ကျွန်တော်တို့လုပ်ကြည့်လိုက်မှဆိုရင် okay ဒါဆိုရင်ခုနလိုမဟုတ်တော့ဘူးပို့ပြီးတော့ sharpness ဖြစ်သွားပြီပေါ့နော် okay အဲ့တော့2ကိုထားပြီးတော့ထပ်ပြီးလုပ်ကြည့်လိုက် okay ဒါဆိုရင်ပို့ပြီးတော့ sharpness ဖြစ်သွားပြီပေါ့နော် okay အဲ့ဆိုရင်အဲ့ဒါကိုပို့ပြီး smooth ဖြစ်အောင်ပေါ့နော်ကျွန်တော်နောက်ထပ်ပြီးလုပ်မယ် okay အဲ့တော့သူ့ကိုပြန်သွားလိုက်အဲ့တော့သူ့ကိုကျွန်တော်တို့ကဒီကောင်ကြတော့ကျွန်တော်ဒီမှာ00ပေါ့နော်010သူ့လည်း010ပေါ့နော်အဲ့တော့ဒီကနေကျွန်တော်တို့က0.1ပေါ့နော် okay ကျွန်တော်တို့ဘယ်လိုမျိုးလေးလုပ်ချင်တာလဲဆိုရင်ကျွန်တော်ကဒီ direct ဒီလိုမျိုး double ထဲဒီလိုမျိုးတန်းမျိုးပိတ်ထားမဟုတ်ဘဲနဲ့ဒီဘက်ကနေတဖြည်းဖြည်းနဲ့ဒီလိုမျိုးလေးပိတ်သွားတဲ့ပုံစံမျိုးလေးပေါ့နော်စစ်ပါစစ်ဆွဲလိုက်တဲ့ပုံစံမျိုးလေးအဲ့လိုမျိုးလုပ်ချင်တာဆိုတော့ကျွန်တော်ဒီဘက်ကတဖြည်းဖြည်းနဲ့အဲ့လိုမျိုးသွားမှာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီကအဲ့လိုမျိုးထည့်မှာ1ဒီကောင်ကျတော့ကျွန်တော်2ပေါ့နော် 0.2 okay okay အဲ့လိုနဲ့ကျွန်တော်ဒီဘက်ကိုတဖြည်းဖြည်းအဲ့လိုထည့်သွားလိုက်okay ဒါဆိုရင်တော့ရပြီနော်ကျွန်တော်တဖြည်းဖြည်းနဲ့ 0.1 0.2 0.3 0.4 0.5 နောက်ဆုံးဒီ 0.9 ပြီးတော့ကျွန်တော်တို့1.0ပြန်ဖြုတ်ရမှာနော်နောက်ဆုံးပြန်1.0 okay အဲဆိုရင်ကျွန်တော်တို့ရဲ့ဒီရောပြန်သွားပြီးတော့ post mode မှာပြန်လောက်ကြည့်လိုက် okay ဒီမှာဆိုရင်ဒါမသိတာလေးပေါ့နော်ကျွန်တော်ထည့်ခဲ့ပေမဲ့ကျွန်တော်ခုနလို lip zipper ပုံစံမျိုးလေးထည့်ခဲ့ပေမဲ့ဒီမှာမသိတာလေးအဲ့တော့ zipper မှာကျွန်တော်တို့က2လောက်တင်လိုက်မယ် okay အဲဆိုရင်ကျွန်တော်ဒီကလောက်ကြည့်မှာဆိုရင် okay ဒါမှာရသွားပြီပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်လိုချင်တဲ့ပုံစံအတိုင်းလေး okay အဲ့ဒါကိုမ zipper ကိုကျွန်တော်3ထည့်လိုက် okay အဲဆိုရင်ပို့ပြီးတော့ဒီမှာ sharpness ဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ကြည့်လိုက်မှာ okay အဲ့ဒါကိုမှကျွန်တော်တို့ထပ်ပြီးတော့ဒီနည်းလေး smooth ဖြစ်သွားအောင်ပေါ့နော်ကျွန်တော်နောက်ထပ်ပြီးတော့ထည့်မယ်ပြီးရင်ဒီမှာ edit driver ပေါ့နော်ပြီးရင် show တဲ့ driver okay ဒီမှာကျွန်တော်တို့အကုန်လုံးပေါ့နော်ဒီကောင်အကုန်လုံးကိုokay ဒီကောင်အကုန်လုံးကို select ယူလိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာ okay ပြီးတော့သူ့ကိုokay ဒါဆိုရင်ရပြီအဲ့ဆိုရင်ကျွန်တော်ဒီကိုပြန်သွားလိုက်ပြန်သွားပြီးတော့ post mode မှာလုပ်ကြည့်မယ်ဆိုရင်နည်းနည်း smooth ဖြစ်သွားပါတော့เนาะကျွန်တော်တို့ခုနတက်ဆိုင်နည်းနည်းလေးမသိမသာလေးပေါ့ okay ဒါဆိုရင်ကျွန်တော် list zipper လေးလည်းရသွားပြီเนาะကျွန်တော်ဒါတစ်ဖက်ရောက်ပြီဆိုတော့နောက်တစ်ဖက်ကိုလည်းဒီတိုင်းပဲပေါ့เนาะကျွန်တော်တို့နောက်ဒီဘက်ကိုတစ်ဖက်ကိုလည်းခုနထည့်ခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ထည့်မယ် okay အဲ့တော့သူ့ကိုကျွန်တော်တို့က okay သူ့ကိုကျွန်တော်တို့0အဲ့တော့သူ့ကိုကျွန်တော်တို့ဒီမှာ copy data ဘက်ယူလိုက်မယ် okay အရင်ဆုံးကျွန်တော်တို့ခုနကဟာကိုအရင်မထည့်ရင်ကျွန်တော်တို့ဒီဟာလေးကိုဒါနောက်ထပ်တစ်ခုအနေနဲ့ဟိုဒီ left side ပြီးတော့ right side ကဒီ zipper ဘုံထည့်ဖို့အတွက်နောက်ဒီဟာကိုပြန် copy ယူလိုက်မှာပေါ့နော်အဲ့တော့
okay တော့ copy ပွားပေါ်ဆိုတော့ကျွန်တော်သူ့ကိုစပြီးတော့ထည့်မယ်အဲ့တော့ဒီဘက်ကနေဒီဘက်ကိုပြန်ထည့်မယ်ပေါ့နော်အဲ့တော့ဒီကောင်သူ့ကိုရင်ဆုံးသူ့ကိုကျွန်တော်ဒီကနေ copy driver ယူလိုက်မယ်ပြီးရင်သူ့ထဲကို paste driver ချလိုက်မယ်ပြီးတော့မှသူ့ကိုကျွန်တော်တို့က edit driver ပြန်လုပ်မယ်အဲ့တော့ show တင် driver ပေါ့နော် okay ဒီအောက်ကတစ်ခုပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကခုနကကျွန်တော် copy ဆွဲထားတဲ့ဟာပေါ့နော်အဲ့ကောင်ကိုကျွန်တော် control V နဲ့ paste ချလိုက်မယ် okay ပြီးရင်ဒီကိုပြန်သွားလိုက်မယ် okay ပြန်သွားပြီးတော့ကျွန်တော်ဒီ post mode မှာသူ့ရဲ့ကျွန်တော်ဒီ sharpness ပေါ့နော်ဒီကောင်လေးကို copy ထပ်ထည့်ယူလိုက်ယူပြီးတော့ကျွန်တော်တို့ခုနကဒီကောင်ကိုပြန်သွားလိုက်မယ် okay ပြန်သွားပြီးတော့ဒီမှာကျွန်တော်တို့က edit driver ပေါ့နော် edit driver ပြီးရင်ဒီမှာပဲ control V နဲ့ paste ချလိုက် okay paste ချပြီးတော့ကျွန်တော်ဒီမှာကြတော့ကျွန်တော်ဒီဘက်ကနေ right side ကနေ left side ကိုပြန်သွားမှာဆိုတော့ဒီက0နဲ့ပြန်စမယ်ပေါ့နော်ကျွန်တော်ဟိုဘက်ကနေဆိုရင်ဒီတစ်ဖြည်းဖြည်းနဲ့ဒီဘက်ကဆိုရင်ဟိုဘက်ပြန်ပြီးတော့ကြီးသွားမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ 0.0 နဲ့ပြန်စ okay အဲ့ဆိုရင်ရပြီပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ဒီကောင်ကိုဒါ copy ယူလိုက်မယ်ပြီးတော့ copy driver ပြီးရင်ကျွန်တော်ဒီကောင်လေးကို paste driver ချလိုက်အောင်ပါပေါ့နော်ပြီးရင်သူ့ကိုလည်း paste driver okay ဒါဆိုရင်တော့စုံပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီဘက်ကနေပြန်ပြီးစ okay ဒီကောင်နှစ်ခုကြတော့ 0.0 ပေါ့နော်အဲ့တော့ဒီကောင်ကြတော့ကျွန်တော်တို့ 0.1 ပေါ့နော် 0.1 okay သူကလည်း 0.1 okay သူကြ 0.2 so okay အဲ့လိုနဲ့ဒီဘက်ကိုဒီပြီးအဲ့လိုပြန်သွားလိုက်နော် okay အဲ့ဒါဆိုရင်ရပြီအဲ့တော့ကျွန်တော်ဒီ post mode ပြန်သွားလိုက်ပြန်သွားပြီးတော့ကျွန်တော်ဒီကောင်နော်ဒီ list ပါပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့လှုပ်ကြည့်လိုက် okay ဒါဆိုရင်သူလည်းရပြီပေါ့နော်ကျွန်တော်ဒီဘက်ကအဲ့တော့သူ့ကိုလည်းကျွန်တော်ဒီက2လောက်ပေါ့နော်2လောက်ထားကြည့်လိုက်ထားပြီးတော့ okay ဒါဆိုရင် right side လည်းရပြီပေါ့နော် okay အဲ့တော့သူ့ကိုကျွန်တော်တို့1ထားလိုက်ပြီးရင်သူ့ကိုလည်း sharpness ကို1ထားလိုက်ပြီးရင်သူတို့နှစ်ခုလုံးပေါ့နော်သူနှစ်ခုလုံးကို select မှတ်ပြီးတော့ကျွန်တော်ဒီကနေ order ဖြည့်ပြီးတော့သူ့လုပ်ကြည့်လိုက်မယ် okay ဒါဆိုရင်ကျွန်တော်ဒီမှာဟိုဘက်ဒီဘက်ဒါဆိုရင်ကျွန်တော်ဒီမှာဟိုဘက်ဒီဘက်စုံသွားပြီပေါ့နော် okay အဲ့ဒါအောင်မှ sharpness ကို3ပေါ့နော်3ချလိုက်ပြီး okay ဒီမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော် okay ဒါဆိုရင်ဒီ list ပါလဲရပါဆိုတော့ဒါကျွန်တော်တို့ read ထည့်တာကဒီ mouse ကဒီစုံသွားပြီပေါ့နော်ကျွန်တော်ဒါဆိုရင်စိတ်ကြိုက်ဒါလုပ်လို့ရပြီ okay အဲ့ဆိုရင်ကျွန်တော်တို့ပြီးရင်အပေါ်ပိုင်းပေါ့နော်ကျွန်တော်အပေါ်ပိုင်းကဒီမျက်လုံးပိုင်းကြီးဆက်ပြီးတော့သွားမယ်ပြီးရင်အဲ့ဒါပြီးရင်တော့ကျွန်တော်နောက်ဆုံးဒီသွားလေးချတယ်ပေါ့နော် okay အဲ့ဆိုရင်ဒီပိုင်းကိုလည်းရကြမယ်လို့ပြောနေတယ် okay